ကဲအားလုံးပဲမင်္ဂလာပါ Tarot တို့ Oracle တို့အပြင်တခြားနမိတ်ဖတ်လို့ရတဲ့ခက်တွေလည်းရှိသေးတယ်ဗျ။ဘာလဲလဲဆိုတော့ Lenormand တို့ပြီးတော့ဒီ ဖဲပင်ဖြစ်တဲ့ Cartomancy တို့ပြီးတော့တည်တံ့ဖြစ်တဲ့ Angel ကတ်တွေဆိုပြီးတော့ရှိသေးတယ်။အော်ဒီနေ့ကတော့ Lenormand နဲ့ Cartomancy အကြောင်းပြပေးမယ်ဗျ။ Lenormand ဆိုတဲ့စကားလုံးပေါ့။ Lenormand ဆိုတဲ့စကားလုံးကပြင်သစ်နာမည်လူတစ်ယောက်ရဲ့နာမည်ဗျ။ဒီမှာပါတဲ့ Lenormand ကဘာတူလဲဆိုတော့ Mary Ann Lenormand လို့ခေါ်တဲ့မျိုးသမီးတစ်ယောက်ဗျ။သူ့ကို1992မှာမွေးတယ်သူမွေးပြီးနောက်ပိုင်းမှာသူ့ရဲ့မိဘနှစ်ပါးလုံးကဆုံးပါသွားတယ်အဲ့လိုမျိုးဆုံးပါသွားလို့လည်းပဲသူကဘုန်းတော်ကြီးတွေဒီလရှင်တွေရဲ့လက်ထဲမှာကြီးပြင်းလာခဲ့တယ်ပြီးတော့အဲ့ဘုန်းတော်ကြီးဒီလရှင်တွေပြောစကားအရဆိုရင်ဒီ Mary Ann Lenormand ကငယ်စဉ်ကတည်းကဒီဘုန်းတော်ကြီးဒီလရှင်တွေနဲ့နေကိုနမိတ်တွေပါဖတ်ပေးလို့ပြောတယ်Lenormand ကငယ်လေးကတည်းကသူနမိတ်ဖတ်တာတွေကမှန်နေဆိုပြီးတော့နာမည်ကြီးခဲ့တာပေါ့အဲ့နဲ့သူအသက်အရွယ်ကြီးလာတဲ့အခါမှာသူကပြည်သက်နိုင်ငံ Paris မြို့ကို Paris ပေါ့နော် Paris မြို့ကိုသူပြောင်းရွှေ့လာတယ်။ရွှေ့လာပြီးတဲ့နောက်မှာသူဘေးနေပါတယ်ဟောတယ်ပြီးတော့ဒီဆိုင်လေးတစ်ခုဖွင့်ထားတယ်ပေါ့။ဘေးနေဆိုင်တော့မဟုတ်တော့ပန်းဆိုင်။ပန်းတွေကိုလေသူကချစ်မြင်လို့တဲ့သူဆိုတော့ပန်းဆိုင်လေးဖွင့်ထားတယ်။အဲ့ချိန်မှာသူပြင်သစ်ဒေါ်လာကြီးဖြစ်တယ်ပေါ့။ပြင်သစ်လူလူလှူရှာမှုဖြစ်တဲ့အခါမှာသူကအဲ့ဒီတကယ်အရေးကြီးတဲ့ပုံကိုယ်တွေကိုသူကဘေးနေပါတယ်ဟောပေးတယ်ပေါ့။သူဘေးနေဟောပေးတဲ့အခါမှာလည်းသူကမှန်တယ်။ဒီပုံကိုယ်တွေပေါ့။အာနာရှိတဲ့ပုံကိုယ်တွေဘယင်းတွေဘယင်းမတွေစစ်သူကြီးတွေစစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်ပြီးတော့ဟောတာအရင်မှန်တယ်။အရင်မှန်တဲ့အခါမှာကျတော့သူဟောရက်တင်မှန်လို့ဆိုပြီးအဲ့ဒီပြည်သေးအစိုးရသူကိုဖမ်းပြီးတော့ထောင်ချလိုက်တယ်။အဲ့နဲ့သူထောင်ပြန်လို့တဲ့အခါမှာကျတော့သူ့ရဲ့ဆိုင်ရလည်းမရှိတော့သူမြန်ယူသွားပြီ။အဲ့တော့သူ့မှာဘာမှလုပ်စရာမရှိတော့ဆိုတဲ့ပုံစံဖြစ်သွားတာပေါ့။အကြီးကလည်းဒီလေကြမရှိတော့ဘယ်မှာသွားလို့ဘယ်မှာလာမှန်းလည်းသူမသိတော့ဘူး။အဲ့တော့သူ့မှာတက်တာကဘင်းဟောတာတခုပဲရှိတော့တယ်။ဒါပေမဲ့ဘင်းဟောဖို့လည်းသူ့မှာဘာမှဟိုလိုမျိုး tools တွေလည်းမရှိတော့သူ့မှာရှိသမျှအကုန်လုံးသိမ်းပြီးတော့သူဖမ်းလိုက်တာဟုတ်။အဲ့တော့လမ်းပြောင်းနေတဲ့အခါမှာဒီသူခင်မင်မှုတဲ့မိတ်ဆွေတယောက်နဲ့တွေ့ပြီးတော့အမိတ်ဆွေကသူ့ကိုကပ်ပြားလေးတွေဖန်တီးပေးတယ်။အဲ့တော့စတင်ဖန်တီးတဲ့အခါမှာကျတော့အနည်းဆုံးဖြစ်တဲ့သူကဖဲထုတ်ပေါ့ဒီလိုမျိုးဖဲထုတ်ပေါ်မှာဒီ hospital တောင်းရင်းနေပါအဲ့ဒီပေါ်မှာအဲ့ဒီသူကရုပ်လေးဆွဲပေးတယ်။အခေါင်းတလားတော့လက်စွပ်တို့ပြီးတော့ယောက်ျားတို့မိန်းမတို့ဝက်ဝင်တို့ခွေးတို့ကြွက်တို့အဲ့လိုမျိုးအယုတ်လေးတွေဆွဲပေးတယ်36ကပ်36ကပ်နဲ့ကဲဒီမှာပေါ့ဒါခင်မင်မှုတဲ့မျက်နှာရည်လေးရှိတယ်ပြီးတော့ဒီကတ်တွေကိုအသုံးချပြီးတော့ပညာရက်တွေကိုအသုံးချပြီးတော့ပြန်ပြီးတော့ရက်တီပါဆိုပြီးလက်ဆောင်ပေးခဲ့တယ်။အမှအဲ့ဒီLenormandကအဲ့ဒီကတ်တွေကိုအသုံးချပြီးတော့ဒီဘိန်လန်းကိုပြန်ပြီးတော့လိုက်တယ်ပေါ့။အဲ့တော့သူ့ကိုယုံကြည်ဆုံးကဘယ်တော့ဆိုတော့အဲ့ဒီမှာအာနာရှိဆုံးဖြစ်တဲ့ Josephine Napoleon Bonaparte ရဲ့မိဖုရားကြီးပေါ့။သူဟာယုံကြည်ဆုံးပဲ။အဲ့ပြင်သစ်နန်းတော်တွေပါဖိတ်ပြီးတော့နိုင်ငံရေးနဲ့ပတ်သက်တာတွေမေးတယ်ပြီးတော့သူ့ယောက်ျားနဲ့ပတ်သက်တာတွေမေးတယ်ပေါ့။အဲ့မေးတဲ့ခါမှာဆိုရင်တော့ Napoleon ကတနေ့လက်တွေ့သမားဘင်းနေပါလိမ့်မယုံသူခင်မှာဝိထုစာအုပ်တွေတောင်မှဒီတိုင်းအပိုးတွေဆိုပြီးမိရှုပြတဲ့သူပေါ့အဲ့ဒီမှာသူ့ကိုလည်းဒီLenormandဟောတယ်ဒီNapoleon Bonaparteကတကယ်ကိုအာနာဇက်ကြီးမားလာမယ်တကယ်ကိုအာနာဇက်တောက်ပါတယ်ပုံမိနေလားတောက်ပါတယ်ဧကရာဇ်ဘုရင်တစ်ပါးဖြစ်လာမယ်တကယ်လည်းဖြစ်ခဲ့အခုဖြစ်ပြီးတဲ့နောက်မှာလည်းဒီဧကရာဇ်ခီးလန်းကမဖြောင်တန်းဘူးပေါ့နောက်ဆုံးကြရင်တယောက်တည်းသိဆုံးရမယ်ဆိုပြီးတော့ဟောခဲ့အဲ့လိုမျိုးတွေနမိတ်ဆိုးတွေဟောလို့ဆိုပြီးNapoleonကအဲဒီLenormandခါနာဖမ်းလိုက်ထောင်ချလိုက်ပြီးတော့သူမိမJosephineပြန်လွတ်ပြီးတော့ဘင်းနေပြန်မေးလိုက်တယ်အဲ့လိုမျိုးLenormandကတောက်လျှောက်နာမည်ကြီးလာတာပေါ့Lenormandတောက်လျှောက်နာမည်ကြီးလာပြီးနောက်ပိုင်းမှာလည်းNapoleon Bonaparteကဒီသူ့ရဲ့ဒီရုရှားစစ်ပွဲကြောင့်မလို့သူ့ရဲ့ပုံမိနေလာအာနာဇက်တီပျောက်ဆုံးပြီးတော့သူလည်းကြာဆုံးခန်းရောက်သွားတယ်ပေါ့ကြာဆုံးခန်းရောက်ခဲ့ပြီးမဲ့ဒီ Josephine နဲ့Lenormandတွေကညောက်ကတော့သူကဘင်းနေမေးလိုက်ဘင်းနေဟောလိုက်နဲ့သူကရှိနေကြတော့မယ်အဲ့ဒီမှာLenormandက Josephine နဲ့ပတ်သက်ပြီးတော့ဟောရရရှိတယ်မိဖုရားကြီးကဒီဘယင်းကြီးထက်ပို့ပြီးနာမည်ကြီးမယ်ဒီလူတွေကလည်းဘယင်းကြီးထက်မိဖုရားကြီးရဲ့နာမည်ပို့ပြီးအမှတ်ရလိမ့်မယ်ဆိုပြီးဟောခဲ့ဟုတ်လဲဟုတ်တယ်Napoleonကြောက်ဆုံးပြီးတဲ့နောက်မှာNapoleonအကြောင်းကိုသိပြီးတော့မပြောကြတော့ပေမဲ့ဒီ Josephine ရဲ့အကြောင်းပေါ့Napoleonမိဖုရား Josephine ကိုကြတော့ဒီအလှပရေးရနဲ့ fashion မိုင်းဆိုင်ရမှာဆိုရင်သူ့ရဲ့နာမည်ထည့်ပြီးတော့ပြောကြတော့မယ်ဒီနေ့ထိLenormandအသက်ရှိစဉ်ကာလမှာတော့ဒီLenormand တက်တီဆိုပြီးတော့သူကရေးသားထုတ်ဝေခဲ့တာမရှိဘူးသူကွယ်လွန်ပြီးနောက်ပိုင်းကျမှသူ့ရဲ့ဒီ Lenormandဟောပုံဤစနစ်တွေကိုမှတ်ထားတဲ့စာအုပ်တွေပြီးတော့သူ့ရဲ့မူရင်းကတ်တွေကိုဒီ publisher ဒီထုတ်ဝေတဲ့သူတွေကအလူရက်ဝယ်ရပြီးတော့ဒီ Lenormandဆိုပြီးရိုက်ထုတ်ရင်းနဲ့Lenormandကတ်တွေဖြစ်လာတာပေါ့ဆိုရင်တော့Lenormandကတ်တွေဆိုတာကဖဲချက်တွေပေါ်မှာအယုတ်တွေရေးဆွဲပြီးတော့ဖြစ်လာတယ်ပြီးတော့သူ့ရဲ့နမိတ်ဖတ်တဲ့အရာတွေကြောက်ခမန်းလေးဖြစ်အောင်မှန်းနေပေါ့ပြီးတော့ရိုးရှင်းတယ်ဒါတော့လိုမျိုးဒါကြီးလိုက်ပြီးမှတ်စီရမလို့ဘူးသူက
လက်စွပ်ကြရင်ဒါဆေးသက်ကြောင်းလန်းခြင်းပြီးတော့သင်းမောဆိုရင်ဒါဝေယူသွားခြင်းကြောက်ဆူးဆိုရင်ဒါရက်တန့်ခြင်းပြီးတော့ coffin လို့ခေါ်တဲ့ဒီအကောင့်တလားကြရတော့တိတ်ပြီးမကောင်းဘူးပြီးတော့ holy fiber လို့ခေါ်တဲ့ဒီတမန်ကျမ်းစာတွေကြရဆိုရင်ဒါကောင်းခြင်းတရားတွေရောက်လာပြီပြီးတော့မြင်းစီယောက်ျားဆိုရင်လည်းဒါအရွေးတစ်ခုဖြစ်လာပြီပြီးတော့ဒီနောက်ဆုံးလောက်ကဖြစ်တဲ့ cross road ဆိုရင်ဒါနည်းနည်းစဉ်းစားဖို့အချိန်ဆိုပြီးတော့သူကရိုးရှင်းတယ်တေကေတာလေးတွေကသူပါတဲ့ဟာချင်းချင်းတမ်းပြီးဖတ်ရုံပဲပြီးတော့ဖဲချက်တွေပေါ်မှာရေးဆွဲခဲ့တာမဟုတ်လို့ဒီလီနိုမန်ကတ်တွေမှာဒီမျိုးဖဲချက်သင်္ကေတလေးတွေပါတယ်မတူတာကလီနိုမန်ဟောတဲ့အခါမှာကျတော့တောင်းနိုဇမန်နဲ့နေပါနိုးစရာမလိုဘူးဒီမယ်ရီအန်လီနိုမန်ဒီလီနိုမန်ကိုစတင်ကင်ခဲ့တဲ့သူကို connection လုပ်ပြီးဟောရတာမျိုးပေါ့သူကလည်း oracle ဘက်ကိုသွားတယ်အဲ့လိုမျိုးပုဂ္ဂိုလ်ပိုင်းဆိုင် connection တွေဖြစ်တာမလို့ဒီမှာတိုင်ငင်ကလေးက cartomancy ဆိုတာရှိနေပြီလား cartomancy ဆိုတာကဖဲချက်တွေပေါ့ကျွန်တော်တို့ဒီဖဲရိုက်နေတဲ့ဖဲချက်တွေကိုအသုံးချပြီးတော့ဘေးနေဟောတဲ့ဟာတကယ်လည်းဟောလို့ရတယ်အဲ့တော့ကျွန်တော်ပြောတဲ့ cartomancy ဆိုတာဒါပြောကျွန်တော်စီမှာရှိတဲ့ cartomancy တွေပေါ့နော်ဒီမှာသူက themes တွေရှိတယ် Alice in Wonderland ရှိမယ်ပြီးတော့ဒီမှာဒီ themes ကတော့ black themes ပေါ့ Chinese theme ပုံစံမျိုးဒီလိုမျိုးဂျာပန်လေးနဲ့ black gold themes ရှိမယ်ပြီးတော့ဒီကိုယ့်ရဲ့သက်ဆိုင်ရာအစိုးရနဲ့ရှိမယ်ပြီးတော့ဒီမှာထူးထူးခြားခြားက one piece cartomancy ရဲ့ကျွန်တော်တစ်ချက်ကြည့်ပဲဘယ်လိုမျိုးလေးပါမလဲပေါ့စိတ်ဝင်စားတယ်ကိုရိုင်းကလည်း one piece ကိုသဘောကျတဲ့သူဆိုတော့ဘယ်လိုလေးလာမလဲပေါ့ဖောက်ကြည့်ခြင်းနေဒီတစ်ခါလေးဖောက်ပြပေးလိုက်မယ်ကြcartomancy ဆိုတာဘာလဲဆိုတာတစ်ခါလေးမြင်သားအောင်ပြရင်းနေပေါ့နော် one piece cartomancy ဒါမျိုးလေးပြသူကတော့ရှင်းပါတယ် cartomancy ဆိုတိုင်းမှာဒီမှာ heart space တောင်းရင်းဆိုတဲ့ဒီသင်္ကေတလေးခု heart ဆိုရင်သူအခြေအရွယ်ကိုစားပြုတယ်ပြီးတော့ down ဖြစ်တဲ့ diamond ဆိုရင်သူငွေကြီးကြီးကိုစားပြုအဲ့ဒီသဘောပေါ့ဒါ one piece cartomancy ကိုတစ်ချက်ပြပေးပါလှရနော်ဒါလေးတော့လက်ဆောင်ရဟောတော့ monkey d luffy မြောက်မတာရှက်ကိုဒီရောဂျာတို့တော်မိုက်တယ်ဒီကလေး one piece cartomancy လေးနော်ဒါမျိုးပေါ့ဒါကတော့ကိုရဲ့ဒီအကြိုက်နဲ့ခေါ်ရတဲ့ဟာမျိုးပေါ့သူကတော့ဒီအကွက်လေးတွေမပါလို့ပေါ့နော်ကျွန်တော်တို့ဒီ cartomancy ရဲ့ဘယ်လိုဟောလဲ numerology လို့ခေါ်တယ်သင်္ကေတပညာရင်းနဲ့သင်္ကေတပညာရေးပြီးတော့ကိန်းကိန်းနဲ့ပေမိုင်းဆိုင်ရင်းနဲ့ဟောတယ်အဲ့မြင်တောင်ပြပေးရမယ်ဆိုရင်ဒါ one piece cartomancy ဒီတော့ဒါမျိုးပေါ့ဒီမှာဒါမျိုးဆိုရင်ဒါပုံမှန်ဆိုရင်ဒီဘက်မှာဒါက9ပွင့်နော်ပုံမှန်ဆိုရင်တော့ဒါ10ပွင့်ဆိုရင်သူလမ်းကြောင်းလေးပုံနေပုံနေ per way ဆိုတာမျိုးပေါ့ဒါဆိုဒါကောင်းတယ်ဒါပေမဲ့ဒီမှာပါကြည့်9ပွင့်ကြတော့ block ဖြစ်သွားပြီ block ဖြစ်ပြီးရက်တန့်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ပြီးတော့ကြောက်ဆူးရတယ်သူကရက်တန့်ခြင်းကြောက်ချခြင်းဆိုတဲ့အဓိပ္ပာယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဒီ cartomancy နဲ့ linoman နဲ့တွဲပြီးတော့ဖတ်လို့ရတယ်ဒါကတော့ one piece cartomancy ကိုပြပေးတာပါဒီ one piece cartomancy လေးကကျွန်တော်လက်ဆောင်ပေးဖို့ရှိတယ်ဗျကျွန်တော်ရဲ့ Telegram channel ကို join ထားပြီဆိုရင်ဒါလေးကန်ဆန်းလို့ရမယ်နော် okay လိုချင်တယ်ဆိုရင် Telegram channel ကို join ပြီးတော့ comment မှတ်ရုံပါပဲဗျညနေ9:00 နာရီကြာရင်ဒါလေးကိုမဲဖောက်ပြပါမယ်ဒီနေ့ပြောပြခဲ့တာကတော့ linoman ကတ်တွေအကြောင်းနဲ့ cartomancy အကြောင်းအချင်းချင်းပြပြပေးခဲ့တာဖြစ်ပါတယ်ဗျ okay အားလုံးကျေးဇူးတင်ပါတယ်ဗျ